အကယ်ဒမီကတော့နှစ်တိုင်းရင်ခုန်နေတာပဲเนาะကိုယ်တိုင်ရတဲ့သူတွေမပြောနဲ့nomination ဝင်တဲ့သူတွေမပြောနဲ့ပေါ့เนาะပရိသတ်တယောက်အနေနဲ့ကတော့ရင်ခုန်နေတာပါပဲဟုတ်အပန်းထားတဲ့သူဆိုတာထက်အမကတော့ပေါ့เนาะကိုယ်တငယ်ချင်းဆိုတော့ဒီညီလေးကတော့ရစေချင်တာပေါ့သူကလည်းအများတန်းတော်နေတဲ့သူပဲเนาะဒါပေမဲ့လည်းအမတို့ပြောခဲ့ကြသလိုပဲအနုပညာရှင်တိုင်းကရမ်းတော်ကြတဲ့သူတွေကြီးပဲသို့တော်လည်းပဲဘသူကနှာတပြားတာမလဲဆိုတာဒါအကယ်ဒမီရဲ့အဆုံးဖြတ်ပေါ့เนาะအိုက်တင်ကောင်းတာချင်းအတူတူတောင်မှပဲကိုတရုပ်ဆောင်ခွင့်ရတဲ့ဇလန်းရဲ့ရည်ရွယ်ချက်ဒါတွေပေါ်မှာလဲကန်တရားကဆုံးဖြတ်သွားတာမျိုးကအကယ်ဒမီဖြစ်မယ်လို့ထင်ပါတယ်ဟုတ် fashion ကရိုးရိုးပါပဲအမဘာသာအမပဲကိုပဲစပွန်ဆာပေးပြီးတော့မှကိုဘာသာကိုချုပ်ထားပါတယ်လို့မြန်မာလိုပါပဲဟုတ်မမေနဲ့လာတာအကယ်ဒမီပွဲကတော့ဒါကအမတို့နိုင်ငံတော်အဆင့်မြင့်ရုပ်ရှင်လောကအတွက်အမြင့်ဆုံးပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အများတမ်းပဲအကုန်လုံးလဲကြည့်လိုက်လို့ရှိရင်မြမယဉ်ကျေးမှုလေးတွေကိုပဲဦးစားပေးပြီးဝတ်ကြတာဖြစ်တယ်ပေါ့နော်စက်တည်ရှိတဲ့ပွဲပါပဲဟုတ်